မင်းစောမွန်ဟာနန်းကြဘရင်တစ်ပါးအနေနဲ့ပြည်ပမှာ24နှစ်ကြာအောင်ခိုလုံခဲ့ရပါတယ်။ဒီကာလတွေမှာသူဟာနာကျင်မှုကိုအားအင်ဖြစ်ပြောင်းလဲခဲ့ပြီးရခိုင်ပြည်သူတွေသူ့ကျွန်ဘဝရောက်နေရတာကိုမြင်တော့သူ့ရဲ့တကောစားအကျိုးစီးပွားထက်တိုင်းပြည်ပြန်လဲထူထောင်ရေးကိုသာစိတ်မှာဆွဲမြဲခဲ့ကရခိုင်ပြည်ကိုပြန်လဲသိမ်းပိုင်နိုင်နေပါတယ်။ထို့နောက်မင်းစောမွန်ဟာပထဝီဝင်အနေထားအရလုံခြုံမှုရှိတဲ့မြောက်ဦးရက်ကိုရွေးချယ်ခဲ့ကတောင်ကုန်းတွေကိုခံတက်အဖြစ်သုံးပြီးရေလက်ကြားတွေကိုကျုံးဖြစ်ပြောင်းလဲခဲ့ဒီမှာစစ်ရေးအမြင်တင်မကပဲပြည်သူတွေကိုစစ်မီးကနေကာကွယ်ပေးခြင်းနဲ့စေတနာလည်းပါဝင်ပါတယ်။မင်းစောမွန်လက်ထက်မှာရခိုင်ပြည်ကိုစစ်ရေးထက်စီးပွားရေးနဲ့ကုန်သွယ်ရေးမှာအခြေခံပြီးစီးပွားရေးကိုဖွင့်ဟတော့မူဝါဒ Open Door Policy နဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံကိုလွတ်လပ်စွာကုန်သွယ်ခွင့်ပေးခဲ့ပြီးတည်ငြိမ်တဲ့အုပ်ချုပ်ရေးနဲ့ခိုင်ခန့်တဲ့ကာကွယ်ရေးကိုတိစောက်ပေးခဲ့လို့ကုန်သည်တွေယုံကြည်စွာလာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့အတွက်မြောက်ဦးမြို့ဟာအရှိတိုင်းရဲ့ Venice မြို့တော်လို့တင်စားရလောက်အောင်စီးပွားရေးအရာအလွန်အမင်းထွန်းကားခဲ့ပါတယ်။မင်းစောမွန်ချခဲ့တဲ့အုတ်မြစ်ဟာနောင်လာနောက်သားမင်းဆက်တွေလက်ထက်မှာပုံမခိုင်မာလာခဲ့တယ်လို့မြောက်ဦးဟာအနောက်တိုင်းသားပေါ်တူဂီတို့ရဲ့အမြောက်အတက်ပညာနဲ့ရခိုင်တို့ရဲ့ရဲစွမ်းတတိကိုပေါင်းစပ်ပြီးအာရှတိုက်မှာဘသူမှမရှင်နေတဲ့ရေတက်အင်အားကြီးကိုတိစောက်နိုင်ခဲ့ပါတယ်။